တရုတ်ကသူတို့ပိုင်တဲ့လို့သတ်မှတ်ထားတဲ့ထိုင်ဝမ်ကျွန်းပတ်ပတ်လည်မှာအကြီးစားစစ်ရေးလေ့ကျင့်မှုတွေလုပ်နေတော့ဒေသတွေမှာအခြေအနေတွေကတော်တော်လေးကိုတင်းမာနေပါတယ်။ကဲပထမအချက်အနေနဲ့ဒီလေ့ကျင့်မှုကဘယ်လောက်ကြီးလဲဆိုတာကြည့်အောင်။ဒါကရိုးရိုးလေ့ကျင့်မှုမျိုးမဟုတ်ဘူးဗျ။ထိုင်ဝမ်ကိုတကမ္ဘာလုံးနဲ့အဆက်ဖတ်ပြနိုင်တဲ့ပိတ်ဆို့မှုမျိုးအတွက်အစမ်းလေ့ကျင့်နေတဲ့ပုံစံပါ။စဉ်းစားကြည့်လေ24နာရီအတွင်းမှာပဲတရုတ်စစ်လေယာဉ်အစင်း130စစ်တင်ပေါ်20စင်ထိုင်ဝမ်နားမှာလှုပ်ရှားခဲ့တယ်ဆိုတော့တကယ့်ကိုအလုံးရနေပါဒုတိယအချက်ဘာလို့သူတို့အခုလိုလိုရတာလဲအဓိကကတော့အမေရိကန်ကထိုင်ဝမ်ကိုဒေါ်လာ17ဘီလီယံဘိုလက်နက်တွေရောင်းမဲ့အစီအစဉ်ထွက်လာလို့ပါပဲတရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီကတော့ဒါဟာအမေရိကန်နဲ့ထိုင်ဝမ်လွတ်လပ်ရေးလိုလားတဲ့သူတွေရရန်စားမှုတွေကိုပြက်ပြက်သားသားတုံ့ပြန်တာပဲလို့တဲ့တဲ့ပြောထားပါတယ်နောက်ဆုံးတစ်ချက်ကတော့တုံ့ပြန်မှုနဲ့တက်ရောက်မှုတွေပါထိုင်ဝမ်ဘက်ကသမရသစ်လိုင်းချင်းတွေကတော့အခြေအနေမဆိုးသွားအောင်ထင်ကြနေပါတယ်ဒါပေမဲ့အမေရိကန်သမ္မတထရမ့်ကတော့တရုတ်ကျူးကျော်လာမှာကိုစိုးရင်ပုံမရပါဘူးရေးကြီးတာကလက်တွေ့မှာထိုင်ဝမ်ရဲ့အရက်ပတ်လီယင်ခီးစဉ်ဒါဇင်နဲ့ချီပြီးဖျက်သိမ်းခဲ့ရတာပါပဲဆိုတော့အတိုးချုပ်ပြောရရင်တရုတ်ဟာအမေရိကန်ရဲ့ထောက်ပံ့မှုကိုအင်အားသုံးတုံ့ပြန်နေပြီးဒီလောက်ရကဒေတာတွင်တင်းမာမှုရောတာမန်ပြည်သူတွေရဲ့ဘဝကိုပါတိုက်ရောက်ကထုတ်နေပါတယ်